ထူးခြားတဲ့အမဲနဲ့အဖြူရောနေတဲ့အမွှေးတွေအေးဆေးပြီးပြင်းရည်တဲ့ဟန်ပန်တွေကြောင့်ကဘာတဝမ်းမှာနာမည်ကြီးပြီးလူချစ်လူခင်ပေါ်များတဲ့ပန်နာတွေဟာကဘာမြေပေါ်ကနေပျောက်ကွယ်သွားမဲ့အနေရရှိနေတဲ့တရိษံတွေရဲ့သင်္ကေတတစ်ခုဖြစ်ပါတယ်။ပန်နာတွေဟာနိုတိုက်တတဝါတွေဖြစ်ပါတယ်။ဆိုလိုတာကသူတို့မှာသွေးနွေးတယ်အမွှေးမင်တွေရှိတယ်ပြီးတော့သားပေါက်လေးတွေကိုနိုတိုက်ကျွေးမွေးကြပါတယ်။သူတို့ဟာဝက်ဝံမျိုးရင်းဝင်တွေဖြစ်ကြပေမဲ့တခြားဝက်ဝံမျိုးစိတ်တွေနဲ့အရန်ကွာခြားလွန်းလို့သူတို့ကိုတကယ်ဝက်ဝံစစ်ဟုတ်မဟုတ်ဆိုတာကိုသိပ္ပံပညာရှင်တွေအချိန်ကြာကြီးငင်းခုန်ခဲ့ရပါတယ်။မကြာသေးမီကစမ်းသပ်မှုတွေအရပန်ဒါနဲ့တခြားဝက်ဝံအမျိုးအစားတွေကြားမှာအရေးကြီးတဲ့ကွာခြားချက်တချို့ရှိနေပေမဲ့ပန်ဒါတွေဟာတကယ်ပဲဝက်ဝံတွေဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။ဥပမာအားဖြင့်ပန်ဒါတွေဟာတခြားဝက်ဝံတွေလိုမဟိန်းနိုင်ကြပါဘူး။အဲ့ဒီအစားသူတို့ကဟိန်းဟောက်တန်နှာမှုတ်တန်ဟောင်တန်တွေနဲ့သိုးတွေလိုအတန်မျိုးကိုတောင်ပြုလုပ်တတ်ကြပါတယ်။ပန်နာတွေဟာတရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိတောင်တန်းတွေမှာနေထိုင်ကြပြီးဝါးတောတွေထဲမှာကျက်စားကြပါတယ်။ဝါးဟာပန်နာတွေအတွက်အရန်ရေးကြီးပါတယ်။သူတို့စားတဲ့အစားအစာရဲ့95%ကနေ99%အထိဟာဝါးတွေပဲဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲဝါးမှာအာဟာရတန်နေပါပြီးပန်နာတွေကအစာချေဖြစ်ရမှာတိတ်မကောင်းတာကြောင့်သူတို့ဟာတနေကုန်ဝါးစားနေရလေးရှိပါတယ်။ပုံမှန်အားဖြင့်အနည်းဆုံး12နာရီကြာစားတတ်ပြီးပေါင်40ဒါမှမဟုတ်18ကီလိုဂရမ်အထိစားသုံးကြပါတယ်။ဝါးကိုစုပ်ကင်နိုင်ဖို့သူတို့ရဲ့လက်ကောက်ဝတ်မှာလက်မလေးလိုအနှဲငယ်ထွက်နေတဲ့အထူးရိုးတစ်ခုကိုအသုံးပြုကြပါတယ်။ပန်နာတွေဟာတခါတရံမှာမျက်တစ်သီးဥများအင်းဆက်ပိုးမွားတွေနဲ့ကြွက်လိုမျိုးတတဝါတွေကိုပါစားသုံးတတ်တယ်ဆိုတာသိရရင်သင်အံ့ဩသွားနိုင်ပါတယ်။ပန်နာတွေဟာအများအားဖြင့်တကောင်နဲ့နေထိုင်တတ်ကြပြီးမိလိုက်ချိန်ဒါမှမဟုတ်သားပေါက်လေးတွေကိုပြုစုစောင့်ရှောက်ချိန်ကလွဲရင်တောထဲမှာအထီးကျန်စွာနေထိုင်လေးရှိပါတယ်။အရွယ်ရောက်ပြီးတဲ့ပန်နာတွေဟာပခုံးမြင့်3ပေသို့မဟုတ်စင်တီမီတာ60ခန့်နဲ့အရှည်6ပေသို့မဟုတ်1.8မီတာအထိရှိနိုင်ပါတယ်။အထီးတွေဟာအလေးချိန်ပေါင်250သို့မဟုတ်114ကီလိုဂရမ်အထိရှိနိုင်ပြီးအမတွေကတော့အနှဲငယ်ပိုသေးငယ်ကြပါတယ်။သားပေါက်လေးတွေမွေးလာတဲ့အခါမိခင်နဲ့ရှင်ရင်အရန်ကိုသေးငယ်လွန်းပါတယ်။မွေးခါစပန်ဒါလေးတစ်ကောင်ဟာအလေးချိန်3အောင်စခွဲသို့မဟုတ်ဂရမ်100ခန့်သာရှိပြီးအရှည်9လက်မသို့မဟုတ်18စင်တီမီတာလောက်ပဲရှိပါတယ်။မွေးခါစမှာသားပေါက်လေးတွေဟာပန်းရောင်တန်းနေပြီးမျက်စိမမြင်နိုင်သလိုအမွှေးလည်းနီးပါးမရှိကြပါဘူး။ဒါပေမဲ့မကြခင်မှာပဲသူတို့ရဲ့တသက်တာအမှတ်အသားဖြစ်လာမဲ့အမဲနဲ့အဖြူအကွက်တွေထွက်ပေါ်လာပါတယ်။တစ်ချိန်ကပန်နာကြီးတွေကိုသူတို့ရဲ့အမွှေးတွေအတွက်အမဲလိုက်ခဲ့ကြပေမဲ့ယနေ့ခေတ်မှာတော့ပန်နာတွေကိုကာကွယ်စောင့်ရှောက်ထားပါတယ်။ဒါပေမဲ့သူတို့နေထိုင်ရာဝါးတော်တွေကိုခုတ်ထွင်ရှင်းလင်းပြီးအဆောက်အဦတွေနဲ့စိုက်ပျိုးရေးအတွက်အသုံးပြုနေကြတဲ့အတွက်သူတို့ဟာအန္တရာယ်ရှိနေစေဖြစ်ပါတယ်။ထိုင်ဖို့လုံလောက်တဲ့တစ်တော်မရှိရင်ပန်နာတွေအသက်မရှင်နိုင်ပါဘူး။ကံကောင်းထောက်မစွာပဲလူအများပြားဟာပန်နာတွေကိုမျိုးသုံးမဲ့အန္တရာယ်ကနေကယ်တင်ကျင်ကြပြီးသူတို့နဲ့သူတို့ရဲ့နေထိုင်ရာတွေကိုကာကွယ်ဖို့စ조사အားထုတ်နေကြပါတယ်။1980ပြည့်လွန်နှစ်တွေမှာတောထဲတွေနေထိုင်တဲ့ပန်နာအကောင်ရေးတက်သူညသာတွေ့ရှိခဲ့ရပြီး1980ပြည့်လွန်နှစ်တွေမှာတော့မျိုးသုံးလူနီးပါးအန္တရာယ်ရှိတဲ့မျိုးစိတ်အဖြစ်ကြေညာခဲ့ပါတယ်။အိမ်သိမ်းဆောင်ရှောက်ရေးကြိုးပမ်းမှုတွေနဲ့မျိုးပွားခြင်းအစီအစဉ်တွေကြောင့်ပန်ဒါအကောင်ရေးဟာနှစ်ဆနီးပါးတိုးလာခဲ့ပြီး2016ခုနှစ်မှာတော့ပန်ဒါတွေကိုမျိုးသုံးလူနီးပါးအန္တရာယ်မရှိတော့ကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာထိခိုက်လွယ်တဲ့အခြေအနေမှာရှိနေဆဲဖြစ်ပြီးသူတို့နဲ့သူတို့ရဲ့နေထိုင်ရာတွေကိုဂရုတစိုက်မကာကွယ်ဘူးဆိုရင်ပန်ဒါတွေဟာကျွန်ုပ်တို့ကဘာကြီးကနေထာဝရပျောက်ကွယ်သွားနိုင်ပါသေးတယ်။ဒီနေ့ပန်နာကြီးတွေအကြောင်းလေ့လာရတာကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်။